လို့ရှိလို့ဟာဘိုးချဝလာကြီးသူရစားတော့နေကြရင်ကိုလူချောတိုင်းဝမ်းနေလားညာညာတဲ့ပေအချင်းချင်းပြောလို့ရှိလို့